ဒီခေတ်တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုအစင်စမ်းမပြတ်ကြည့်ရှုပေးနေတဲ့သူများတဲ့မှာကျွန်တော်လိုမျိုးပဲမြန်မာထမင်းဟင်းကောင်းကောင်းလေးနဲ့စားရတာနှစ်သက်တဲ့သူတွေပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့တန်ရှင်းလက်ဆက်ပြီးတော့အရသာရှိတဲ့အပြင်ဈေးပါတင်တဲ့ဆိုင်လေးတစ်ဆိုင်နဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော်ပထမဆုံးစားဖို့ပေမဲ့တစ်ချိန်တည်းမဟုတ်တော့ဘူးနောက်ထပ်အများနဲ့စားဖြစ်မဲ့ဆိုင်ထဲမှာပါတယ်ပေါ့နော်ဒီဆိုင်ဟုတ်ပါတယ်ဒီဇိုင်းလေးကကျွန်တော်ပုံတင်လိုက်တဲ့အချိန်မှာစပြီးတော့အားလုံးခံမှန်းပေးနေကြတဲ့ရွှေဝစ်မုံဆိုတဲ့ရွှေတောင်မျိုးကဆိုင်လေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီဇိုင်းလေးကိုရွေးချယ်ပြီးစားတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ Food in my page ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်အခုရောက်နေတာကကျွန်တော်ရွှေတောင်ကျွန်တော်ဒီအင်းမဘက်ကနေပြီးတော့ပြည်ဘက်ကိုအဝင်ရွှေတောင်ဘက်ကိုအဝင်ဆိုလို့ရှိရင်ကျွန်တော်ဒီတိုးဂိတ်အကျော်ရွှေနက်တောင်မုတ်ပေါက်အကျော်ဘက်ချမ်းလေးမှာရှိပါတယ်ပြည်ဘက်ကနေရွှေတောင်ဘက်ကိုသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ညဘက်ချမ်းမှာရှိပါတယ်အဲ့တော့ကျွန်တော်ဒီကိုရောက်နေတာရွှေဝင်းမုံမြန်မာထမင်းဆိုင်ကိုရောက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအကိုကကျွန်တော်ကောင်းထားတာနှစ်ခါရှိပြီပေါ့နော်ကျွန်တော်ဒီမှာစားပြပါဒီရွှေဝင်းမုံမြန်မာထမင်းဆိုင်မှာစားပြပေးပါလို့ကျွန်တော်တောင်းဆိုထားတဲ့အတွက်ကြောင့်ကျွန်တော်လာစားပေးတာဖြစ်ပါတယ်အဲ့တော့ဒီမှာဘာဟင်းတွေကောင်းလဲပြီးတော့ဘယ်ဟင်းတွေရှိလဲဘယ်ဟင်းတွေကပိုကောင်းတယ်ဆိုတာလေးကိုကျွန်တော်တို့လိုက်ကြည့်ပြကြပါအောင်လိုက်ခဲ့ပါဒါကဗမာချက်သားနော်ဟောဒါပဲပေါင်းဟောဒါကစိတ်ကလေးစားတယ်နော်စိတ်သားဒါကငဖဲဒါဗမာအသေးမြင့်အမဲနဲ့ဟောဟုတ်ကဲ့ဘယ်ချိန်လောက်ကနေစဖွင့်လဲမသိဘူးဆိုင်က10နိုင်ဆိုရဟောဟုတ်ဒါကပါလဲမသိဘူးဟောအမဲသေးဟုတ်ကဲ့ဟွာစိတ်ကလေးစားလေအသေးချောင်ပေးလို့ရတယ်ဟုတ်ကဲ့ဟုတ်ကဲ့ရတယ်နော်ရတယ်ရဦးကျန်းပေါ့အသေးလျှော့အသေးမထည့်ဟုတ်အသေးမထည့်ဘူးအဲ့ဒါဆိုအဲ့ဟာလေးတစ်ပွဲအဝါစား1000ပေါ့နော်အဝါစား1000ဟုတ်ဘိုင်းနဲ့စားတာအဝါစား1000ခါပြင်း8000ဟောတစ်ခါပြင်းကို8000ဟုတ်ဝါစားကြကိုရ site တွေပါအကုန်ပါတယ်ဗျာကိုဟင်းမဲ့မှာမှာဟုတ်အော်မင်းဟင်းမဲ့မှာခမရအဝါစား site လောက်စားလို့စားလို့ရတယ်ဟုတ်စားလို့ရတယ်ဟုတ်ကဲ့ဒါပဲဟင်းလားဟုတ်ကဲ့ပက်ကတိုင်းဟောပဲကလိုင်းအဲ့တော့ကျွန်တော်မှာထားတာလေးတွေအကုန်လုံးရောက်ပါပြီကျွန်တော်ဒီမှာရောင်းရဆုံးဟင်းတွေပေါ့ဒါကစိတ်သားဟင်းဒါကစိတ်ကလေးစားဒါကဘဲပေါင်းဒါဒီဟာကကျွန်တော်ဗမာကြက်သားပေါ့နော်ကြက်သားဟင်းအဲ့တော့ကျွန်တော်သူကဒါအရန်ဟင်းလေးတွေကဒါကချင်မောင်ကျော်ဒါကချင်းငါးသီးနဲ့မြင့်နဲ့ကြော်တာဒီဟာကပဲသီးပေါ့နော်ပြီးတော့သူကငပိအကျိုးလေးလည်းပေးတယ်ငရုတ်တီးတောင်းလေးလည်းပေးတယ်ဒါကတော့တိုးစီယာဒါကပဲဟင်းပေါ့နော်ပဲဟင်းလေးလည်းတော်တော်လေးတောက်ကောင်းတယ်ကျွန်တော်မိပြီးသွားပြီအဲ့တော့ကျွန်တော်ဘိုက်အရန်စားနေပြီဆိုတော့စားပါမယ်တစ်ခါပြင်ဆိုရင်8000လို့ပြောတယ်စားပါအောင်စားပါပါရောဒီတက်လေးတာပြီစိတ်သားလေးကမျိုးဣပြီးတော့ဝင်းနေရမယ်မဆလာကောင်းကောင်းနဲ့နိုင်နိုင်လေးချက်ထားအဲ့ဒီကကုန်းပြီကြာရောပိန်းလေးလည်းတော်တော်ရတာရှိဟုတ်ကဲ့ဟုတ်အနေဟုတ်
ဘေးပေါင်းစားရအောင်ဘေးပေါင်းမလာမစားဘူးသေးဘူးဒါပထမဆုံးစားဘူးတာပေါ့နော်ဒါပေမဲ့ကျွန်တော်ပထမဆုံးစားဘူးပေမဲ့တစ်ချိန်တည်းမဟုတ်တော့ဘူးနောက်ထပ်အများနဲ့စားဖြစ်မဲ့ဆိုင်ထဲမှာပါတယ်ပေါ့နော်ဒီဆိုင်ဟင်းလေးတွေကတော်တော်လေးအေးရတာရှိရယ်စားလို့တော်တော်ကောင်းတယ်ဘဲပေါင်းလေးဆိုလဲချိုလေးနဲ့လေအသားလေးကနူးဣနေရပဲဖွင့်နေရပဲဘဲသားဟင်းတို့ကတော့ကြတော့တိတ်မချက်တိုက်ရင်ဟိုအနံလေးတစ်ခုရှိတတ်တယ်လေဘဲအနံလေးဒါပေမဲ့အဲ့အနံနေပါရင်မရှိဘူးစားတော်တော်လေးစားလို့ကောင်းတယ်မိုင်းဒါလေးဟုတ် တင်ကားလေးရ ဟုတ်ပြီးဂျိုနဲ့ရင်းခေါ်ရရှိ我妈真是的，妈这哪里呢？啥劲？我都講သွားပြီဒီပါအကုန်လုံးကောင်းပါတယ်ရောက်ရင်ဝင်စားကြည့်ပါတကယ်ကိုစားလို့ကောင်းပါတယ်အော်ဗီဒီယိုလေးကိုဒီနားမှာပဲဆုံးသက်ခွင့်ပြုပါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့သူတို့တက်ချင်းအောင်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပဲပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲတတာဒါကတော့ကျွန်တော်ရဲ့ကင်မရာမန်2ဦးတွေက2ဦးပါခင်ဗျာဒါကဇီးထက်ညက်အုံထက်ညက်တယ်